Ah, good. Hey, I'm here, got it. I'm here, got it. Good. I'm here, got it. မင်္ဂလာပါဗျာဒီနေ့တစ်နေ့လုံးကျွန်တော်ရဲ့စိတ်ကိုစိုးမိုးနေတဲ့ MG ရဲ့ RX9 ကားလေးအကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ MG ရဲ့ RX9 ကားတွေကမကြခင်မှာဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံမှာ SKD အနေနဲ့တက်ဆင်ထုတ်လုပ်တော့မှာဖြစ်တယ်ဒါအပြင်ကမှလက်ရှိမှာဆိုလို့ရှိရင်လည်းရန်ကုန်မြို့ရဲ့တကယ်လမ်းမအထင်ကြီးနေရာတွေမှာဆိုလို့ရှိရင်လည်းဘေးပုတ်တွေထောင်ထားတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ RX9 ကားလေးကြောင့်တော်တော်လေးစိတ်ဝင်စားနေရတယ်ဒီကားနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော် online ကနေရှာပြီးတော့လေ့လာပြခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော် RX9 နဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်အကြမ်းများဖြစ်အပိုင်း၅ပိုင်းခွဲပြီးပြောမှာပေါ့နော်ပထမတစ်ပိုင်းကတော့ဘာလဲဆိုတော့သူ့ရဲ့ site ပေါ့နော်သူ့ရဲ့ site နဲ့ပတ်သက်ပြီးပြောမယ်နောက်တစ်ချက်ကကျတော့သူ့ရဲ့ exterior နဲ့ပတ်သက်တာပြောမယ်ပြီးရင်သူ့ရဲ့ interior နဲ့ပတ်သက်တာပြောမယ်နောက်ပြီးရင်သူ့ရဲ့ performance နဲ့ပတ်သက်တာပြောပြီးတော့မှနောက်ဆုံးမှာသူ့ရဲ့ဈေးတန်းပေါ့နော်ဘလို့ဈေးတန်းဖြစ်လာနိုင်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အပိုင်း၅ပိုင်းခွဲပြီးပြောသွားမှာပဲဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ body site ပေါ့နော် body site ကဆိုလို့ရှိရင်လက်ရှိဒီကားကိုကျွန်တော်သတင်းကြားရတဲ့လောက်ကတော့ဒီကားကခုံသုံးနှန်းဖြစ်မယ် full size SUV ဖြစ်မယ်ပေါ့နော်ခုံသုံးနှန်းလည်းဖြစ်မယ် full size SUV လည်းဖြစ်မှာဖြစ်တာကြောင့်ဒီကားရဲ့ size ကတော်တော်လေးကြီးကြီးမားမားမှရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့မျက်လုံးနဲ့မြင်သာအောင်ဒီကားကို comparison ရှင်ဖို့အကောင်းဆုံးကားတစ်စီးကိုကျွန်တော်ရှာတဲ့အခါမှာဒီကားနဲ့ comparison ရှင်ရမယ် body size ချင်းပြောတာပေါ့နော် body size ချင်း comparison ရှင်ရမယ်အကောင်းဆုံးကားကတော့ Force Everest နဲ့ရှင်လို့ရမယ်အနေအထားလေးမှာရှိတယ်ပေါ့နော်အဲ့တော့ Force Everest နဲ့ MG RX9 ကိုကျွန်တော် body size ချင်းကိုပေါ့နော် online ကနေရှာပြီးတော့လေ့လာကြည့်တဲ့အခါမှာသူကအလျားဆိုလို့ရှိရင်လည်း RX9 ကပို့ပြီးတော့ရှည်တယ်အနံဆိုလို့ရှိရင်လည်း RX9 ကပို့ပြီးတော့ကျဲတယ်အမြင့်မှာဆိုလို့ရှိရင်တော့သူက Force Everest ကပို့ပြီးတော့တာသွားပြီးတော့မှ wheel base ကဆိုလို့ရှိရင်လည်း RX9 ကပို့ပြီးတော့ပိုမြင့်တယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ပေါ့နော်တကယ်အချက်လက်အဖြစ်ပြောပါဆိုလို့ရှိရင်ကျွန်တော်ကြည့်ပြောမှရမယ်ပေါ့နော် RX9 ကအလျားဆိုလို့ရှိရင်လည်း4983 mm ရှိတယ်အဲ့ဒီအချိန်မှာ Force Everest ကသူ့ရဲ့အလျားက4914ရှိတယ်ပေါ့နော်အဲ့တော့ဒီအလျားမှာဆိုလို့ရှိရင်လည်း RX9 ကမတိမတာလေးပို့ပြီးတော့ရှည်တယ်အနံမှာဆိုလို့ရှိရင်လည်း RX9 က1968 mm ရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာ Force Everest က1923 mm ရှိတာဖြစ်တဲ့အတွက်အနံမှာဆိုလို့ရှိရင်လည်း RX9 ကပို့တယ်အမြင့်မှာကြာတော့ကျွန်တော်တို့ Force Everest ကနည်းနည်းလေးပိုတာသွားတယ်အမြင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ RX9 က1886 mm ပဲရှိတဲ့အချိန်မှာ Force Everest ကတော့အမြင့်မှာ1842 mm ရှိတယ်ပေါ့နော် wheel base မှာဆိုလို့ရှိရင်လည်း RX9 က2915 mm ရှိပြီးတော့ကျွန်တော်တို့ Everest ကကျတော့2900 mm ရှိတယ်ပေါ့နော်အဲ့တော့ Force Everest နဲ့ RX9 နဲ့ရှင်မယ်ဆိုလို့ရှိရင် RX9 ကတော့မှ Force Everest တက်နည်းနည်းလေးမစိုးစလောက်ပို့ပြီးတော့ကြီးနေတယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ဒါကကြတော့ RX9 ကိုကျွန်တော်တို့အပြင်ပေါ့နော် site ကိုမြင်သာအောင်နှိုင်းယှဉ်ပြတဲ့အချက်လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကသူ့ရဲ့ site နဲ့ပတ်သက်ပြီးပြောပြီးသွားပြီဆိုတော့အခုနောက်တစ်ခေါက်က exterior ပေါ့နော် exterior နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင် MG ရဲ့ကားတွေရဲ့ရုပ်ထွက်ကတော့အများကြီးပြောစရာမလိုဘူးကျွန်တော်တို့ MG ကစီကားတွေကလက်ရှိမှာပေါ့နော်ဝင်လာတဲ့အချိန်ကဂျားထဲမှာတော်တော်လေး gap ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဟိုးအရင်တော့ MG ZS တို့ဘာလို့ဝင်လာပြီးနောက်ပိုင်းမှာ MG ကကျွန်တော် EV ကားတွေဘက်ကိုလှည့်နေတာဖြစ်တဲ့အတွက်လက်ရှိစီကားဘက်ကိုပထမဆုံးဝင်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော်တော်လေးမိုက်မယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်နိုင်ငံတကာမှာဆိုလို့ရှိရင်တော့ MG RX9 ကသူ့ရဲ့ gear transmission က 9 speed transmission နဲ့ဝင်ကြတာများတယ်ပေါ့နော်လက်ရှိမြန်မာနိုင်ငံကိုရောက်လာရဲဆိုတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဆိုတဲ့အပိုင်းလေးမှာရှိတယ်သူ့မှာကျွန်တော်သဘောကျနေတာကသူ့ရဲ့အရှိ gray line ကြီးနဲ့သူ့ရဲ့ LED တွားထားတဲ့ design ကတခြားကားတွေနဲ့မတူဘူးကွဲထွက်တယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်နောက်ပြီးရင်ကျွန်တော်လေးလာကြည့်ရတဲ့လောက်ကတော့သူ့ရဲ့ rim sight ကလည်း21နဲ့လာမယ်လို့သိရတယ်ပေါ့နော်နောက်ပြီးရင် तू ကဒီတကားလက်ကင်အပြောက်ကိုမှတကားဖွင့်တာနဲ့အောက်ကခြေတင်တက်လာတဲ့ဆိုတော့ function တစ်ခုလည်းပါတယ်ပေါ့နော်ဒါကလည်းဖြစ်တဲ့တယ်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ကား size က full size SUV နဲ့ဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒီကားကိုအတက်အဆင်းလုပ်မှုအတွက်ကခြေတင်လေးက auto ပါနေတာလေးကတော့အားရစရာကောင်းတဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကတော့ MG ရဲ့ exterior နဲ့ပတ်သက်တဲ့အပိုင်းတွေမှာကျွန်တော်လေ့လာမိသလောက်လည်းဖြစ်ပါတယ်သူရဲ့ interior နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်အတွင်းထဲမှာဆိုလို့ရှိရင်သူက tri screen ဖြစ်မယ်ပေါ့နော် tri screen ဖြစ်တာဖြစ်တဲ့အတွက် infotainment screen ကို digital cluster ရောနောက်ပြီးလို့ရှိရင်သူကအလဲ screen ကတော့အကြမ်းမြင့်အဖြစ်သိရတဲ့လောက်ကတော့ climate control ဖြစ်ဖို့တော့ရာခိုင်နှုန်းများတယ်ဒါကတော့အပြင်ကားရောက်လာမှပဲကျွန်တော်တို့အသေးစိတ်လေ့လာရမယ့်အချက်လေးတွေဖြစ်တယ်ပေါ့နော်နောက်ပြီးလို့ရှိရင်သူ့မှာအတွင်းထဲမှာသုံးထားတဲ့ material တွေပေါ့နော်ဒီ leather နဲ့ပတ်သက်တဲ့ material ကလည်း
premium ဖြစ်တဲ့ leather material တွေကိုအသုံးပြုပေးထားတယ်လို့သိရတယ်ပြီးရင် तू က panoramic sunroof နဲ့လာမှာဖြစ်တယ်ဒါအပြင်ကမှနောက်ထပ်သူ့မှာထူးခြားတာက speaker ပေါ့နော် speaker ဆိုလို့ရှိရင်လည်း boost speaker ကိုမှ12လုံးထိသုံးပေးထားတယ်လို့သိရတယ်ပေါ့နော်ဒါလေးကတော့လက်ရှိမှာကျွန်တော် interior နဲ့ပတ်သက်ပြီးတော့အကြမ်းမြင်လေ့လာမိတလောက်လေးပဲဖြစ်တယ်ပေါ့နော်နောက်ပြီးရင်ဒီကားမှာကကျွန်တော်တို့အကြမ်းမြင်က grade ကအများကြီးရှိတယ် grade အများကြီးပါမှာကျွန်တော်တို့ 2 wheel နဲ့လာရည်လည်းရှိတယ်4 wheel နဲ့လာရည်လည်းရှိတယ်4 wheel ကိုမှ luxury နဲ့လာတာကြီးလည်းရှိတယ်ပေါ့နော်ဒါအပြင်ကိုမှကျွန်တော်က PHEV နဲ့လာတဲ့ကားလေးတွေလည်းရှိတယ်ပေါ့နော်ဒါကလက်ရှိမြန်မာနိုင်ငံကိုတော့PHEV ကတော့မဖြစ်နိုင်သေးဘူးပေါ့နော်အဲ့တော့4 wheel နဲ့ဖြစ်လာဖို့တော့ရာခိုင်နှုန်းများတယ်4 wheel ဆိုတာ all wheel drive ဖြစ်သွားမယ်ပေါ့နော် all wheel drive နဲ့လာနိုင်တဲ့ကားလေးတွေဖြစ်နိုင်တယ်ဒါအပြင်ကိုမှ engine power နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင် 1.5 turbo နဲ့လာတဲ့ကားတွေလည်းရှိတယ်လို့ 2.0 နဲ့လာတဲ့ကားတွေလည်းရှိတယ်ပေါ့နော် 2.0 turbo ကိုမှ hybrid နဲ့လာတဲ့ကားတွေလည်းရှိတယ်ပေါ့နော်1.5 ကတော့ကျွန်တော်က optional အနေနဲ့ပဲရှိမယ်တချို့နိုင်ငံတွေကိုချွင်ချက်အနေနဲ့တွင်းတာမျိုးပဲရှိမယ်တကယ် worldwide ကိုအများဆုံးဖြန့်တာကတော့ 2.0 turbo ကိုမှ hybrid နဲ့ဖြန့်တာပေါ့နော်အဲ့ဒါလေးကတော့အများဆုံးဖြစ်မယ်လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့အခါမှာဆိုလို့ရှိရင်လည်း 2.0 turbo ကိုမှ hybrid လေးနဲ့ဖြစ်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းသွားနိုင်တယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်ယူဆတဲ့အချက်လေးတစ်ချက်ပဲဖြစ်ပါတယ်ဒါအပြင်ကမှနောက်ထပ်သူ့မှာနောက်ထပ်ထူးခြားတာကသူ့ရဲ့ဒီ transmission ပေါ့နော်သူ့ရဲ့ gear transmission ဆိုလို့ရှိရင်လည်းသူက980ထိပါတယ်ဒါလေးကတော့ကျွန်တော် MG RH9 ကိုလေ့လာမိသလောက်ကိုကျွန်တော်အကြမ်းမြင်ပြောပြတာပဲဖြစ်ပါတယ်ဗျာနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကိုပြောပါဆိုလို့ရှိရင်တော့ဈေးနှုန်းပေါ့နော်ဒီကားကိုကျွန်တော်တို့အနည်းဆုံးပြောပါဆိုလို့ရှိရင်ကျွန်တော်အိမ်နီးချင်းဖြစ်တဲ့ကမ်ဘောဒီးယားမှာဒီကားကိုရောင်းချတဲ့ဈေးနှုန်းကဒေါ်လာ9000ခွဲ9600ဝန်းကျင်နဲ့ရောင်းချနေရလို့သိရတယ်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့အကြမ်းမြင်2000နဲ့3000ကြားမှာရောင်းချနေရလို့သိရတယ်နောက်ပြီးရင်နောက်ထပ်အာရှနိုင်ငံတစ်ခုကိုပြောပါဆိုလို့ရှိရင်ဖိလစ်ပိုင်ပေါ့နော်ဖိလစ်ပိုင်မှာဆိုလို့ရှိရင်သူကgrade တော့နှိမ့်သွားမယ်တခြားနိုင်ငံတွေကိုတွင်းတဲ့ grade နဲ့မတူဘူးပေါ့နော်ဖိလစ်ပိုင်မှာတွင်းတဲ့ grade ကတော့တော်တော်လေး grade နှိမ့်တဲ့ကားလို့ပြောတယ်လို့သိရတယ်သူ့ကိုရောင်းချပေးတဲ့ဈေးနှုန်းကလည်းဒေါ်လာ3000ခွဲနဲ့4000ကျပ်မှာရောင်းချနေလို့သိရတယ်ပေါ့နော်ဒါလေးကတော့ဈေးနှုန်းနဲ့ပတ်သက်လာပြီးတော့ကျွန်တော်အကြမ်းမြင်သိရတဲ့အချက်လက်လေးပဲဖြစ်ပါတယ်အခုလာမယ့် July 31မှာဆိုလို့ရှိရင်လည်း MG RH9 ကားတစ်ကြီးကို launch လုပ်တော့မှာဖြစ်တဲ့အတွက် launch လုပ်တဲ့အခါကျလို့ရှိရင်ဘယ်လို grade နဲ့ရောက်လာမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်လိုက်အောင်ဗျာဒီကားလေးရောက်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်အသေးစိတ် review video လေးကိုလည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါပေါ့ကျွန်တော် Just Strike ကထချုံးပါ